အစီနည်းနည်းလေးနဲ့နည်းနည်း6လေးပုံစံချလာတာပါစားလိုက်ရင်တော့ကျွတ်လေးတွေနဲ့ဆက်ပါမယ်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ယုံမှာကျွေးတဲ့ဟင်းအရင်ကောင်းပါတယ်ဒီနေ့ကျွေးတဲ့ဟင်းကတော့ဝက်တော်ဂမ်ချီလေးနဲ့ချစ်ထားတာပါဝက်တော်ဂမ်ချီလေးပါဒါတော့ကျွန်တော်ခုနခတ်လာတဲ့ထမင်းနဲ့ဟင်းတွေပါဒါတော့ဝက်တော်ဂမ်ချီပါဒီနေ့ချစ်ထားတဲ့ဟင်းလေးကတော့သူကအစီနည်းနည်းလေးနဲ့နည်းနည်း6လေးပုံစံချလာတာပါကိုရီးယားမှာအဲ့ဒီဝက်သားဂင်ချီဟင်းလေးရန်ဆောင်အောင်ပါတယ်သူကထမင်းနဲ့ဆိုရင်ရန်လိုက်ပါတယ်ကျွန်တော်တို့မြန်မာတော်တော်များများလည်းကြိုက်ကြပါတယ်အချင်းရန်မစူးပါဘူးဒါလေးကတော့သူကမုံလောက်အချင်းပါကျွန်တော်စက်ရုံမှာမုံလောက်အချင်းအခုတော်မြင်ကြည့်ပါတယ်သူကမုံလောက်ပေါ်တဲ့ရာသီရောက်နေလို့ပါစားလို့ကောင်းပါတယ်ပြီးရင်ဒီဘက်မှာပဲပဲဘောက်ကိုသူကစက်တော်မိတ်ရယ်ပြီးရင်မုံလောက်အနီနည်းနည်းရယ်သူကပြန်ပြီးတုတ်ထားတာပါတုတ်ထားတယ်ဆိုပေမဲ့ तू ကအချိန်မဟုတ်ပါဘူးဒီတိုင်းပေါ့ပေါ့လေးနဲ့နေပါတယ်အဲမှာ तू ငှုပ်တီလေးနဲ့ပါပါတယ်ငှုပ်တီကလည်းမဆက်ပါဘူးပုံမှန်ရတာပါပဲပြီးဒီမှာတော့ तू ကအဲ့ဒီမိုးရယ်ဒါကတော့ရှီတာကဲမိုးပါရှီတာကဲမိုးရယ် तू ကငုံဥရယ်ပြီးပဲတောက်ရယ်ပဲတောက်ကတော့ဒါကိုရီးယားပဲတောက်ပါပဲတောက်အတူလေးတွေပါဒါပါကျွန်တော်ငုံဥတွေအများကြီးခက်ပါတယ်စားခြင်းစရာတွေပါအဲ့တော့ပဲငှက်ပြင်းလေးနဲ့သူကချက်ထားတာပါအဲမှာတော့မုံလာဥလည်းနည်းနည်းပါပါတယ်ကိုရီးယားမှာဒီမုံလာဥအရန်သုံးပါတယ်တော့မှဟင်းအကြီးအနောက်လေးပါပေါက်ချင်စံလေးပါသူတို့ရဲ့ဟင်းတွေကသူကတအားကြီးလည်းမငန်ပါဘူးပေါ့ပေါ့လေးနဲ့နေပါတယ်စားလို့စင်ပြေပါတယ်ဒါတော့သူကမုံလာဥကိုငချောက်လေးနဲ့ချက်ထားတဲ့ဟင်းချိုလေးပါသူတို့မှာအဲ့ဒီငချောက်ကအချို6တွေပါဒါပါငချောက်ဟင်းချိုလေးပါပေါက်ချင်စံလေးပါကျွန်တော်မုံလာဥအဖက်တွေအများကြီးယူခဲ့ပါတယ်ကျွန်တော်တို့မှာဒီနေ့ဆောင်းထွင်းရောက်နေတော့အပူချိန်ရ-2ဖြစ်နေပါတယ်3 ဒီဂရီအောက်ရောက်နေပါတယ်ရမ်းအေးနေပါတယ်ဒါကြောင့်မလို့ဟင်းချုပ်ပူပူလေးနဲ့ဆိုရင်ထမင်းစားရင်ရမ်းကောင်းပါတယ်နှွေးသွားပါတယ်ဒါတော့ထမင်းလေးကတော့သူကတိတ်မစီးပါဘူးဒါတော့ကျွန်တော်စိတ်ဥမှာကျွေးတယ်နေ့လည်စားပါကျွန်တော်ထမင်းလေးနည်းနည်းစားပြပါမယ်ဂမ်ချီဝတ်တာနဲ့ချက်တာပါတော့အရင်ချက်တော့ထောက်ချက်တာပါလေဒီမှာရမလို့ဘူးပါစားလိုက်ရင်တော့ကျွတ်လေးတွေနဲ့ဆက်ပါမယ်ဒီတော့ပြန်လာပါတဲ့ဘောင်ရဆောက်ပါမယ်ဟုတ်တယ်ဟုတ်တယ်ဒါတော့စီတာကမလို့ပါဆောက်ပါဟုတ်ပြီလေပါပါဒီတော့ဒီဆောက်ပြီးလို့ပြောရတယ်တော့ချောင်းမုံတော့ဥဒင်းနဲ့ချက်တာပါဒီလိုလည်းကောင်းပါလေမင်းစားပါဦးမယ်